ဟုတ်နော်ကျွန်တော်ပြောမယ်နော်ဒီမှာပြန်ဒီမှာဗျာကျွန်တော်ဂိမ်းဆော့နှစ်ပွဲနော်နှစ်ပွဲမှာဗျာခရက်မှာ58ဗျာအဲ့ဒါလည်းဆော့နှစ်ခုတက်ကမယ်ဗျာအဲ့58က58တဘလုံးကြောင်ကြည့်ပါတက်ပါတယ်ဟုတ်ပါတယ်တက်တာတွေ့ပါဒါပေမဲ့တခြားလေးကျတော့ credit mark က58တယ်ဗျာ58က58မတက်အဲ့ဘယ်လိုလုပ်ရမလဲမသိအဲ့ဒါတစ်ချက်လောက်ပြောပေးကြကောင်းမှာဘယ်လိုလုပ်ရမလဲမသိသူမုန်းတော့ကဘာလဲမသိအဲ့ရလားဒါမှမဟုတ်သူပဲမပေးတာလားသိကျင်တယ်ဗျာ credit mark လည်းတင်နေဗျာ AI ဆော့ကျွန်တော်ဟောဖြစ်လို့အားတော့ခဏခဏထွက်တော့ credit mark ရရော့အဲ့စဉ်းစားကြည့်ရဘယ်လိုလုပ်တစ်ချက်လောက်တင်ပြောပေးကြပါကောင်းမှာမှာရေးပြီးပြောခဲ့ပြကြပါကျွန်တော်မလုပ်တတ်လို့နော်တစ်ချက်တော့မလုပ်ပါကျေးဇူးပြု